နိုင်ငံရေးအကြောင်းတွေကိုအမြဲတမ်းပြောတယ်နော်နိုင်ငံတော်အဖက်ဖက်ကနီးမျိုးနဲ့ပြက်လို့ရပျက်စီးဖြက်လို့ရပျက်စီးအမြဲတမ်းဒီဇိုင်းမမဲ့ပြောနေတဲ့လူရှင်တော်အဖြစ်မှတောခိုသွားတဲ့စိန်သေးဆိုတဲ့နွားအကြောင်းပြောမယ်နော်အဲ့စိန်သေးဆိုတဲ့နွားရဲ့ပြီးလို့ရှိရင်လူမြက်ကျော်ဆိုတဲ့အကောက်ပိုင်ရှင်အဖိုးကြီးလေဟိုဘဲကြီးလေအေးအဲ့လူမြက်ကျော်ဆိုတဲ့ဘဲကြီးရဲ့နော်စိန်သေးဆိုတဲ့တောခိုသွားတဲ့နွားရဲ့မင်းတို့ပြောပြမယ်မင်းတို့ဘာသာမင်းတို့နိုင်ငံရေးပဲလုပ်လို့ဘာပဲလုပ်လို့မင်းတို့လှုပ်ချင်တော့အဲ့ဒါမင်းတို့စောက်ကြောင်းနော်အခုဟာမင်းတို့ဘာဖြစ်လာလဲဆိုတော့ဘာမဆိုင်ကြမဆိုင်နဲ့စူးစမ်းပြီးတော့အောင်မြင်နေတဲ့တက်လန်းတွေအများကြီးရှိနေတဲ့လူငယ်တယောက်ကိုမင်းတို့နိုင်ငံရေးနဲ့ဆွဲထည့်တယ်ဘာမဆိုင်ကြမဆိုင်နဲ့အောင်စပူမင်းတို့နိုင်ငံရေးနဲ့ဆွဲထည့်တယ်အောင်စပူကနိုင်ငံဘာလဲရန်ကုန်တိုင်းဝင်ကြီးချုပ်ကိုလက်ဥချီလို့တဲ့ကိုရင်းကြီးစိမ်းရောက်ဝေးပြီးတော့တဲ့အောင်စပူဆိုတဲ့လူကနိုင်ငံတော်ဝင်ကြီးချုပ်ကိုမပြောနဲ့ရွှေပြည်သာမှာကာတော့ကနော်စင်မိုးတက်ပြီးတော့ခြေထောက်နဲ့တူပြီးပတ်စံ1000စုချတဲ့အရင်အဆိုင်လို့တရဝါလိုမျိုးတောင်မှပဲအကိုရဲ့တောင်းမှန်ပါလေဆိုပြီးလက်ဥကလေးချီပြီးပြောတာအောင်စပူကပညာတတ်တဲ့ရင်ကျမှုရှိတဲ့ဘာသာတရားကိုက်ရှိနေအောင်စပူကမိကောင်းဖခင်သားသမီးအစင်တန်းရှိတယ်သူတို့နဲ့သူတို့သူပြထားနော်အစင်တန်းရှိတဲ့လူငယ်တယောက်သူ့ကိုမိကိုအားထားနေတဲ့မိသားစုဝင်တွေတော့မှအများကြီးရှိတယ်26နှစ်တာကာလနဲ့ဒီလောက်ထိစ조사ပြီးအောင်မြင်နေတဲ့လူငယ်တယောက်ကိုလူအချင်းချင်းပီတိဖြစ်ပြရမယ်မူတိတော့ပွားပြရမယ်မနာလိုစိတ်တွေဒါပြင်းပြနေတာနောက်ကကိုအင်းကြီးစိန်ဝတ်တဲ့ကိစ္စကိုအင်းကြီးစိန်ဝတ်တာကနိုင်ငံတော်ဒီရန်ကုန်တိုင်းဝင်ကြီးချုပ်ရှိတဲ့မြို့တော်မန်တက်ကိုတွားပြီးဖျော်ပြတော့မှဝတ်တာမဟုတ်ဘူးဘဘိုးပွဲတွေမှာဝတ်တယ်ပြည်သူရင်မြင်မှာကျွန်တော်တို့ကိုယ်တိုင်ရှေ့ဆုံးမှာဝတ်တယ်ပြီးလို့ရှိရင်ဒီဆရာမှုကြော်ညာတွေမှာလည်းဝတ်တယ်တခြားသောပွဲစဉ်တွေမှာလည်းဝတ်တာတွေရှိတယ်သူ့မှာကိုအင်းကြီးကအများကြီးရှိတယ်နော်ဒီပသိမ်မှာသွားဖြိုပြတော့ဆိုကိုအင်းကြီးအဝါရောင်လေးနဲ့ရောင်နေဖြုံနေအများကြီးရှိတယ်ဒါပေမဲ့သူကြိုက်တာသူဝတ်တာလေအဲ့ဒါကိုအင်းကြီးအစိမ်းဝတ်တာနဲ့လက်ဥချီတာနဲ့မင်းတို့ဘာဖြစ်တာလဲလုံးမာသားတွေမင်းတို့ခွက်မခောက်ရမှာဆိုလို့လားဟာလားစိန်သီးဆိုတဲ့နွားခွက်မခောက်ရမှာဆိုလို့လားမင်းတို့ကနိုင်ငံရေးကပြုရင်ပြောင်းလဲမှုအခြေအနေဘက်ကိုနည်းနည်းလေးကူးပြောင်းလာတဲ့အချိန်ကာလလေးဖြစ်နေတော့မင်းတို့ခွက်မခောက်ရမှာဆိုလို့လားဟာလားပြည်သူတွေရှင်ကနေပြီးတော့မင်းတို့အလှူခံပြီးတော့မင်းတို့မစားရတော့မှာဆိုလို့လားထောက်ဖို့တွေမရှိလို့ဒုက္ခရောက်နေကြရတာတောင်းစားလေမင်းတို့တောင်းစားတယ်မင်းတို့အစင်တောင်းစားစင်ပဲရှိတာဘာမဆိုင်ညာမဆိုင်နဲ့အောင်စပူနိုင်ငံရေးတဲ့ဆွဲမထည့်နဲ့အောင်စပူကလက်ဥချီတယ်ဆိုငါပြောပြမယ်လူကြီးပဲဖြစ်ဖြစ်သူနဲ့ရွယ်သူတန်းရွယ်သူတန်းသူတွေပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲတွေ့စကားလေးပြောလို့ရှိရင်ခါလေးညှို့ပြီးလက်ဥလေးချီပြီးပြောတာအဲ့ဒါအောင်စပူရဲ့အစင်တန်းလို့ခေါ်တယ်မင်းကနော်စိန်လေးဆိုတဲ့နွားမင်းတို့ကဘယ်အရက်ကကြီးကြီးရှေ့ရကြီးကြီးနောက်ကကြီးကြီးဘယ်ဂျိုးကကြီးကြီးဘယ်ကဘာကြီးကြီးကြက်သေးအဖေတုံးနေတဲ့မင်္ဂလာမရှိတဲ့မျက်နှာမျိုးဒီလားစိန်လေးဆိုတဲ့နွားအောင်စပူကအစင်တန်းရှိတယ်ပညာတတ်မိကောင်းဖခင်သားသမီးနော်မင်းတို့လိုဖက်ခွက်စားတွေမဟုတ်ဘူး